စဉ်ကလေးကရိုးသားဖြူစင်နေရေလိုကြည်လေးအေးမြလို့တာယာနေတဲ့ကိုဘဝကိုဘယ်သူဝင်ကစိတ်ဆိုးလိုက်ပြီလဲဟိုးစင်လာမရတော့ဘူးကိုစိတ်တွေလေးတဲ့မလေးမျိုးကထိတ်မရနိုင်ဘူးကိုမျက်လုံးတွေတဲ့အမြင်တွေမောင်ကြီးဝမသိကွယ်တော့ဘူးရှူစင်လာများနဲ့စိတ်ဓာတ်ကိုပြီးစီခန္ဓာကိုယ်ကသွေးဆောင်နဲ့တည်ငြိမ်နေတဲ့နှလုံးသားကိုဘယ်သူဝင်ကအစိတ်ခံလိုက်ပြီလဲဟိုးအိမ်လိုမရတော့ဘူးကိုညာတွေရှင်မောကနေရစိတ်စားလို့